ဘယ်လိုလုပ်ချင်လဲမဟုတ်လေလိမ့်အောင်မင်းပြီးတက်နာပြီးဦးတို့ပြန်ပေးမှာအခုမကြံကုန်ပြန်ပေးမှာ မဆိုင်ဘူးကွာမင်းကဒါကတော့ကွာမင်းတို့တော့မဟုတ်ဘူးအဲ့ဒါမဟုတ်အကိုလာမဆက်ရှင်လိုက်ကိုလာမဆက်ရှင်လိုက်နော် တောင်းဝင်တဲ့လာကဒီနေကငါကြီး အကိုလည်းတောင်းနေတော့လက်ခံတယ်ကျွန်တော်လည်းဟွာထက်ကမင်းပေးလို့မဟုတ် ဘက်ကတောင်းလာမင်းတို့ ကြည့်တယ် တို့ဒီမဲ့ခဲလာပြီးတော့တည်တယ်လေကျွန်တော်ပြီးပြန်ပေးမယ်လို့ပြောရနော် မဆိုင်ဘူးငါကြီးကရမင်းတို့က တစ်ခုမှမပေးဘူး တိုင်းတိုင်းကမရှိဘူးလေငါကြီးက ပြဿနာဖြစ်တဲ့ဖုန်းတွေကိုတိတ်တာမို့ ဒီနေ့တရားခံဖုန်းနေတာ မင်းတို့နဲ့မဆိုင်ဘူးမင်းတို့လောက်ကိုမင်းတို့လောက်ငါတို့လောက်ကိုငါတို့လောက်တယ်နော်သဘောပေါက်လားဒီကိစ္စမင်းတို့ရှင်းထားတဲ့အလုပ်လား ပြောလိုက်လေ ဒါမှမဟုတ်လားရှင်းထားတဲ့အလုပ်လားအဲ့ဒါတည်းပြောဟာနေဒီတာရ ဟာကွာဒါအုပ်ချုပ်ရုံအိမ်လေအုပ်ချုပ်ရုံမင်းပြောရမယ်ကြိုးကြောင်းကကျွန်တော်တို့ဘာကြည့်လို့ ဟာယူနိုင်မယူလေကျုပ်တို့အကုန်ဖောက်ပြန်ပါ ကိုရက်ဝဲရက်ပဲအချင်းချင်းဒီလောက်ကြည့်လဲမလို့အောင်ပါဘူး ဆိုင်ဘူးဒါဆိုင်တော့လိုက်တာတည်းရဲ့ဒီလောက်ကမင်းတို့ရှင်းထားတဲ့အလုပ်မဟုတ်ဘူးငါရှင်းထားတဲ့တိုက်နေတာဝင်တာလားကွာမကြည့်ရပြစ်တယ်မဟုတ်ဘူးပြည့်ရတယ်ဒါလေးမယ်ဟုတ်တယ်ကိုယ်ကကိုလိုတောင်းကမ်းမလာတာ ဘယ်လိုခေါ်ဒီကောင်ကအဖေရင်းတို့ ဟုတ်ကောဟုတ်ရန်နေပြီလို့တောင်းရလိုက်တော့လို့ မောရနေကြတာအားတော့လို့ဗျာ လာပြီလို့ခဏလေးလာပြီ ပြစ်တယ် လုံးရောက်နေ ပြစ်တယ်လို့ ငါမကြည့်ရအောင် ထူတော့ခိုင်းပါလေဘယ်လိုထူတော့ထူတော့ခိုင်းလဲ ဒီလိုတော့ဆရာကြီးတော့ပြန်မယ် ဘာလို့ရှင်းနေလဲခိုင်းတာ ဒီကောင် ခိုင်းနိုင်ပြလို့ရှိရင်ခရတော့အကုန်လုံးမအောင်ပါ ဒီတော့ငါတို့မတီးလို့ အာကိုလို့မဟုတ်တန်းရနေလားမဟုတ်ဘယ်လိုမဟုတ် တို့တူခိုင်းလို့လို့ မဟုတ်ကိုနဲ့ကိုစုနေလူစုနေလားမဟုတ်လူစုနေလားဟုတ်လူစုနေလားမဟုတ်ရတယ်အရေးထဲမှာရလူစုနေလားရတယ်ထောက်ကြမလို့ရစုနေတယ်လူထိုင်းနေတယ်နော်အေးဆေးပဲရဲဝဲထောက်ကြမလို့အေးဆေးထိုင်းနေလားရတယ် ဘယ်လာလိဘယ်အကုန်ဒီဘက်လာလိ ဟိုဘာတော့ တိုက်ကြမယ်ရဒီပါကအမေလားအားထုတ်ကြ လောက်တာလေ ပါရီရ ဟာသာ မင်းတို့ကောင်နေအေးဆေးပြင်းရှင်းတာကောက်လိုက်မယ်နော်ဟာကြီးလေ ဟုတ်လို့ပါ ဟဲ့မြေတော့ဒီနဲ့ကန်နေပဲပြောတာကောက်မယ် ဖဲပါက ကျောင်းကြောက်အော်ကြမလို့လေဘာလို့အော်လဲဘာလို့ရဲနေလိုက်ခင်ဗျ ဘယ်လိုလဲ အဲ့လိုမလုပ်အောင်မလုပ် အဲ့ ဟာရနေ ဟုတ်တယ်ဒီကနေ့ဘာလို့လဲဖြစ်လာ မလုပ်နဲ့ညီလေး အားရရဟာ ဘာမှထိုင်မနေဘူး ဘာမှမဟုတ်ဘူးဒီလေ ဘယ်မှာလဲနေနော်ဟာမောက်လာရမထားနဲ့ ကန်နေဒီမဲ့အိမ်က ဟဲ့ ဘာမှမပေါင်းနိုင်ဘူးငါက ဘာတော့မဟုတ်ဘူးလေ ဘာလို့မပါဘူးဘာလို့မပါဘူး ဘာတယ်မောက်ထားဘူး ရပါတယ်ဘုံ မောက်လို့ပြောနေကွာဘယ်ဘာကောင်ရောပြောဘာကောင်ရောလို့ နောက်တော့ပြုတ်ခွင့်ပြတာ မဘာလေဘာကောင်ရောလို့မောက်စမမောက်လာအေးစမောက်လာဟာစမလည်းခေါ်မလားဘယ်လိုတောင်းရပြီလားအောင်ပြောဒီရပါရနော်မောင်ဘယ်လိုလုပ် ကွာမင်းတို့ကောင် ပြောမယ် ကောင်းကြတော့ခင်ဗျားတို့ခဏမပြောနဲ့တောင်းနေနေမဟုတ်ဘူးပြောနေ ငါတော့ဘယ်လို မဆိုင်ပါဟဲ့ ဒီကဒီကြောက်နေလားဟမ် ဟုတ်တယ်ဟုတ်တယ် ဟဲ့ဒီကသူရှိရလေရ ပြီးတယ်ငါဒီလေအောင်ကြီးလေမင်းကလည်းအကူကြီးပြတ်ခဲ့ပြီလား အဲ့ဒီကောင်းပါတင်လားလက်တွေကောင်းပါတင်လား မင်းတို့မင်းပါလေ မင်းတို့ဖုံးနေနဲ့လက်တွေဘာတွေဖြစ်နေမြင်လားကောင်းပါတင်ဟဲ့အဲ့ဘောဝင်သားမလဲဘယ်ဘောတော့ဟဲ့ဘယ်ဘောလာတော့ဒီမှာရေးကြီးတာရှိတာဟမ်ရေးကြီးတာရှိတာလို့ ကောင်းတယ်လက်ကိုကောင်းတယ်လား ရေးကြီးတာဘောရှိတာဟဲ့တင်လားဟောလို့အောင်မလား ငေါ့နေကြည့်မလားတော့ တော့ကကြောက်ရှိရတော့ဒီလား ပြီးတယ်
ကျောင်းတော့တော့ထားရမယ်ဆိုပြီးလားဒီလိုဟဲ့မျက်လုံးငါ ကျွန်တော်မစိုးချင်လို့မကြည့် ငါဟာဘာတိုက်နေဟုတ်လားတိုက်နေဟုတ်လား တိုက်နေပါလား ငါပြော တိုက်နေတော့ တိုက်တော့ဖုံးစား ဒီလိုငါရှင်းပါပါရ နောက်ကဘယ်ပေါ်တိုင်းလာအောင်မလားလူကတော့ဘာကောင်ထဲတော့အောင်ရဲ့ပြန် ငါမကျဲလို့တော့လည်းမဆုံးဘူး ဘာလဲကျမကြည့်လို့တိုက်လိုက်ဟောလာတော့ဘာလဲကျင်းလာမဆိုးနေကြလားအခုဘယ်မှာပွဲပြောင်းလိလားပွဲဖြစ်တာမဖြစ်တာပြောဟောတဲ့တောင်ကငါကွာသူကငါတိုင်နေကွာတော့ရတဲ့ ခဏလို့တော့အေးကြီးတယ်ဒါပေမဲ့ဒီလိုခေါ်တဲ့အဖင်ကခဏလို့ပြန်ခင်ဗျာဒါနေပါရုံလေးလား မင်းကဒီလိုက်ကြီးလေးငါတက်ပလိုက် ဒီတရားမမှုကတရားမလည်းရှင်းလို့ရတာယူ အခုတော့ဒီမှာလည်းတိုက်နေပါခွဲတာ တော့ပါလို့ရှိ အဲ့ဒီမှာ ဘုရားတို့ကလည်းမင်းကြီးတရားခံ ငါတိုင်ကငါရှင်းလား ချဲလူချဲရဘောကောင်ချဲလားဟုတ် ညလုံး ဒီလိုဘာကောင်တော်တိရတာဒီလိုလုံးမရရင်ကြလားကြောက်ကြောက်ဒီလိုခါရတယ်ဒီလိုရဲ့ဒီလိုနားနေဆိုခဏတော့တပုံလေးကိုဘယ်လိုလုပ်ပါလဲခွေးနေဆိုကျွန်တော် ရောက်ပြီရောက်ပြအောင်နော် ညလုံးရတော့ဘာတော့မကြည့်နိုင်တော့တော့တက်ပလိုက်ပေါ့ကဲမင်းတော့ဘာရရတယ်ငါဘာလို့ခဲ့တယ် အားကြမပြောနဲ့သေတော့မယ် ဟုတ်ဘူးငါပြောတာ အားကြပြောနဲ့ ငါပြောတာနားထောင်ဖို့တော့မလား ဟုတ်တယ်တရားခံဖုံးနေတော့ ရကိုတို့ပစ္စည်းတောက်เสียအောင် ကျွန်တော်တို့ကဘယ်မှာတော့ဘာမှမလုပ် မဟုတ်ဘူး ငါလိုခွေးဟောင်းခွေးခေါ်တာဟုတ်လားခဏတော့ခဏနေတော့ ဘာကောင်းမှလည်းမမြင်ပါဘူးညာဒီလို အဲ့လိုလာလို့ရလားလို့ ဒါမဲ့ဒီလိုရညီငါပြောတာတော့အင်းချက် မင်းတို့လည်းကွာလူလည်းမလဲ အခုလူတော်မရှိတာ အားပြေဆုံးတယ် ဘာရင်တော့နှလုံးခွဲရှိတယ်နှလုံးကအကြောင်းကြအရင်ကြောင်းကြငါ့ညီဒီလိုဝင်ချင်းလို့ အားလုံးခင်ဗျာ ဝင်ပါကဲအဲ့တော့မင်းတို့ဥဒိတ်ဝင်လာပြောတော့ အကြောင်းကြလားအကြောင်းကြလား အကြောင်းကြလားပြော မင်းတို့ အကြောင်းကြလားဘူး ပြီး ကြောင်း တော့ပြီးတော့အကြောင်းကြလား ဥဒိတ်ဝင် ဒီကောင်ဒီဆိုင်မှာနှလုံးပေါအောင်မသိလား ရပါတယ်မင်းတို့ကောင်းနေရတယ် ဟုတ်ဘူးပြန်လွတ်လိုက်ညီလေး ဟာညီ အခုလည်းကိုညံနေတော့ကျွန်တော်ကိုမပါဘူးတော့ မဟုတ်ဘူးနော် နှလုံးပေါအောင်လို့မသိလား တိပါတယ်မင်းတို့ ကျွန်တော်ခွဲလို့ဘာမှမလုပ်ချင်ဘူး ငါညီဒီလုံနေတာလဲငါတိပါတယ် အဲ့တော့ခဏတော့ဘယ်သက်ထားကြပါလား မင်းကမတို့ရဲဘော်တယောက်ကြလာ ကြားလာလို့ကြားလာခဏတော့မတို့တိုက်လာလဲရဲဘော်တယောက်ကြားတယ်ကြားလား တိပါတယ် မနေ့ကတော့ကြားလာလိလား ငါလည်းဒီအတင်မင်းကရောက်ခဲ့တယ်ငါညီဒီမင်းတို့မကြည့်လိုက်တပ်ပ ခ လိုက် ဏတော့တိုက်သွားခဏတော့လေတိုက်သွားခွဲလို့ကျွန်တော်ပြည်ရတဲ့ဒုက္ခရောက်တာသိလား အာငဲ ခဏဝဲလိုက်တိုက်လိုက်ဒီနင်းတော့ပဲခံဘယ်လောက်ရှောင်ခဏတည်းရတော့ ငါစိတ်ဝန်းကွက်တယ်ဆိုတာတော့စကားမပြောနဲ့ငါညီငါလုတ်တယ်ငါလုတ်တယ်ဘော အေးအဲ့တော့အခုဒီလေးကိုဘာလို့အားတော့ပြော အဲ့ဒါ လူတတ်ဘူးလားရောက်တာလူတတ်ဘူးလားမဒိဘူးလားမဒိဘူးဆိုရင်တော့လာမှာ ဥသိမ်းဝင်တာမေးကွာအဲ့ဒါဆိုမင်း နောက်တစ်ခါကြောကြောမလုပ်နဲ့ကြလား မင်းတို့ရွာရဲ့အကောင်းဆုံးတာမေး ကြလား ဟုတ်ကဲ့ကြားလားမင်းတို့လည်းစစ်ခိုင်းရတယ် အေး ဟိုခဏ နောက်တော့မင်းတို့လည်းစစ်ခိုင်းရတယ် နောက်တစ်ခါ နှလုံးငါးညီဒုက္ခလို့ရှိအခုလက်ခုံးနဲ့မရှိလားမ ဟုတ်ကဲ့ ဒီဘက်ကဘာမှမလာတော့နေကြကြည့်နာလာကကြည့်နာမဟုတ်သေဘောနေကြလားဒီကမှာတော့ကြော အာကတ်ချာဒီလေး အေးနောက်တစ်ခါအချိန်နေတဲ့ချိန်ကကြည့်မောင်းဘာလုံးလုံးဆိုမေးနရင်ဘွဲ့လွှမ်းမယ်ခွေးတိုင်းတော့ခမလို့ကောင်မျိုးတွေကောင်တပ်လိုက်လို့ရတယ်ခွေးတောင်တရတဲ့ကောင်တွေ ဘိုးဘိုးကညီလေးငါပြောတာငါဆောင်ဆောင်အေးစေးပြော ပြောရပြော ဒီလိုပြောရင်တော့ရပြတ်တယ်ဖြစ်တယ်နော် အေး မင်းတို့ဒီရွာမှာဥသိမ်းဝင်ကရှင်းမရဘူးရှင်းမဲ့တော့တိုက်နေတောင်ကဆိုတော့ငါရှင်းတယ်အဲ့ဒါကိုသူတို့ကိုတဘောတူလက်မှတ်ထိုးသွားတယ်နော် အေး ထိုးတော့အဖြတ်မခံတာတဲ့ကွာကဲ အေး မင်းတို့လည်းစဉ်းစားလေးရတာ စဉ်းစားမယ်ဒါတော့ဒီကလူကြီးတွေဘယ်နှယောက်ပါအောင်ပြော အာဥသိမ်းဝင်ပါတယ်ဥလူလာပါတယ်အဓိကကောင်2ယောက်ပဲပြောမှာ အဓိကကောင်2ယောက်စကုံးခွဲအဓိကမဟုတ်ဘူးလားစကုံးခွဲအဓိကမဟုတ်ဘူးလားဟောဒီ ဟုတ်တယ်ဒီလေးတိုက်နေရောက်တယ် တိုက်နေကောင်း တိုက်နေရောဝင်လာပြီရောဝင်လာပြီလေဒီတော့ ဟောတော့ဝင်လာနော် လေးပို့တယ်ခင်ဗျာလေးပို့လား ဘယ်မဟုတ်လားပို့တယ် တယ်ဗျာ အခုပို့လာတော့ဟောဒီမှာပြေချောက်လာတည်ဘူးလား ညတော့ဘာတော့ပစ္စည်းလေးတော့နဲ့လာဆိုဘာတော့ဖိုက်တာလောက်ပေါ့ မိုင်းကလောက်တာလည်းမဟုတ်ပါဘူးမင်း ကျွန်တော်တစ်စိတ်ကနော်သိရင်တရားတော့ကျွန်တော်ဘယ်တဲ့ဖိုက်တာကောင်းနေဒီလားညောလောက်လေးနဲ့လာခဲ့တက်တဲ့အောင်လာခဲ့ ငါညီဒီလောက်တာကိုနောင်တော်က အခုသိတာကြီးတဲတဲ့ကြောက်လို့ဆိုတာ ဒါမဲ့တာဝန်နဲ့ဝတရားကြောင့်ဒီလိုကြောင့်ဒီလိုလာတော့ဟုတ်ပါလာတယ်ကွာမင်းတို့ဘွဲကိုကြတော့ကဲငါတို့ကတကယ်ထားလို့ကိုမိတာအမှန် ဟိုပြောမင်းတို့မင်းတို့ငါပြောသိတာပြီလားပိတ်တာပိတ်တာပိတ်တာဟုတ်ကဲ့အနာကြည့်လုံးလားကြည့်လုံးလား မျက်လုံးငါကိုမမတ်မိတော့ပြည့်ရှင်းပြည့်ခွာညီလေးကဲ ဒါထားထား အဲ့တော့ကြီးစိတ်နေပြီတော့
ဟုတ်ပါဘူးကွာငါကြီး အဲ့ဒါရှင်မနေနဲ့ကုန်တော်လာမှာပဲ အားချောင်းနေပြီလား အားချောင်းရင် ဆောင်ဘူးငါကြီး အားချောင်းနေပြီလားဟဲ့ကြောက်ပြောဘာဖြစ်လဲပြောဘာဖြစ်နေအောင်ပြောဒီလိုဓာတ်တွေလို့ခင်ဗျားတို့ဒီပုံစံနေမဟုတ်ဘူးနော်ဒီလိုရှင်းရှင်းလို့တော့ဒီပုံစံမဟုတ်ဘူးနော်ပြန်တော့တဲ့ညလုံးပါကောင်းနေဆိုတာနော်ရလား အာညီလေးရမင်းနောင်တော်ပြောတာနောက်ထောင်မင်းတို့ကောင်းလေး နောင်တော်သမထဲနဲ့ နောက်လည်းမပြောနဲ့ ခင်ဗျားတို့နှိမ့်တဲ့ကခိုင်းရလာတဲ့ကောင်တွေပြီလား ငါတို့က ခင်ဗျားတို့ဒါတွေကျုပ်ကစီးပွားမှာဆိုဘာမှမပြောခဲ့တာတောင်းမတင်းနေခိုးတာခင်ဗျားတိလားဘုန်းကြီးတက်တောင်းတာခင်ဗျားတိလား အဲ့ဒါတော့သိတယ် မိကတက်ထောင်းလာတိလား ငါကိုယ်တိုင်မလုပ်ဘူး တို့ရမယ်ငလုံးတိုင်းရင်းရှိတယ်ဆို လိုက်ကြလိုက်ရှင်လေခင်ဗျားလည်းတိုင်းနေရလို့တိုင်းရဆိုလိုက်ရှင်လေ နော် တင်းပေးလေဒီနေ့ ဟုတ်တယ်မလား ခုကမင်းတို့ကဒီနေ့နဲ့ထားလို့လို့ပါတော့ အရက်တွေတောက်လာပြီးဖြည့်ရှင်းလာပါ အော်ငါကြီးရ အရက်တောက်လာပြီးဖြည့်ရှင်းလာလားအရက်တွေတောက်လာပြီးဖြည့်ရှင်းလာပါ အော်ငါကြီးရ အရက်တောက်လာပြီးဖြည့်ရှင်းလာလားဒါဟုတ် မဟုတ်ဘူးရ ဒီလူတွေမဲကြည့်လိုက်နော်အရက်တောက်လာပြီးဖြည့်ရှင်းလာတဲ့ ရက်တော့မှပြောပြီးတာအခုကအ ရက်တောက်ပြီးဘာဖြည့်ရှင်းလာလဲ မဟုတ်ဘူးညီလေး မင်းတို့ကစော်ကားနေ အရက်တောက်ပြီးဘာဖြည့်ရှင်းလာ တော့မှုဘာဖြစ်နေလဲဆိုတော့ဘာလို့လဲကွဲနေတယ် ဟဲ့နေဖွားမလို့ဖွားဟဲ့နေမတောက်နဲ့တော့ ဒီလိုပဲတိုင်းဘုမပါနဲ့ဘာမဟုတ်လားဟုတ်လားဘာမဟုတ်လားဘာမှမလုပ်ပါဘူးဘုနာမဆိုင်တဲ့လူဘာမဟုတ်လား ဘာမှထိုင်လို့ဝုန်းခါတော့ဟုတ်လားဒီတော့တိုက်ခွေနေလိုက်တာ အဲ့ကန်လေး လက်လုံးတွေမကိုက်ဘူးအစ်စ်တွေပဲယူမှာလို့ လာငါငါ လက်လုံးတွေခါကြတယ် လာအဲ့ဒါမယ် ဟုတ်တာ ဟုတ်တာခွဲမှာတော့အနောက်မှာတော့ မကြည့်ရတော့ကြည့်လို့တော့ကတော့မဟုတ်ဘူး လာငါကြီး နှလုံးကပြောပြီးမှလုပ်တာ လာညလို့လာ ပြောနှလုံးပါကောင်းလို့ဆိုတာခဏကြည့်ရနော်နောက်တော့ထားပြီးလာအောင်မသိလား မင်းလည်းငါအကြောင်းတည်တယ်ငါလည်းမင်းအကြောင်းတည်တယ် မျက်လုံး ပြောမင်းတို့အဲ့ရည် ဆက်လို့ရရင်မရရင်အစားတောင်းငန်းဆက်လို့ရမယ်ခေါင်းကငါတို့ပြလိုက်ဦးရတယ်ငါပြီထဲလို့ချင်းပြရအဲ့ဒါ ခါချင်းလိုက်တာထွက်နေလိုက်ပဲ ခုကလည်း ဘယ်လိုလုပ်လို့ရလားဘယ်လိုလုပ်လို့ရကျိုးကတဲတွေလားခါလို့ခါကြောင့်မသိဘယ်ဖေးကောလို့ကောင်းမှမသိဘူး အေးစီဆွေဖြည့်ရှင်းတာပါညလုံးရ တေးတေးဖေးချင်းမလို့ခဏတော့လူလိုနားလေလို့ခေါ်စပတ်ဆိုတဲ့ဒိတ်ခေါနားထောင် ဒါမဲ့ဒီဝဝင်းနေတယ်ကျွန်တော်ရဲ့ ဒီမှာမပူရှိလားညလုံး ချိုးရမှုကိုတော့တော့လာတာမင်းတို့မပြော နောင်တော်ဆိုတဲ့ကမတုံးနဲ့နောင်တော်တွေမတုံးနဲ့မကြိုက်ဘူးတို့အဲ့လိုမတုံးနဲ့မကြိုက်ဘူး ရတော့ရင်နော် အေးပါလာငါကြီးလာငါ ညလုံးဘယ်နဲ့ချိန်ရှိလုံးကြည့်နေတာခင်ဗျားတို့ထက်လူကြည့်လို့လည်းကျွန်တော်ပြောထားတယ် ဒါပေမဲ့မင်းတို့တော့ပါငါကြည့်ရနောင်တော်တို့ကမောက်တယ်ဆိုရင် မမီလိုက်လို့ရ အဲ့ဒီကဖြည့်ရှင်းတော့အရက်တော့ပြီးဖြည့်ရှင်းလို့ရတာအရက်တော့တဲ့လူကအမပါတော်လည်းပါတော်တိတ်ချက်ကိုမေးကြည့်လို့ရဒီလိုမေးကြည့်လို့ရ ဘူးညီလေးအေးစီစီပြောနောင်တော်လည်းအဲ့တော့မူထားတာတော့မဟုတ်ဘူး အေး ဒါပေမဲ့ ရက်တော့တဲ့လူကြည့်လို့ရ ငါတောင်းဝဲမင်းတို့တောင်းဝဲမင်းတို့ဟုတ်ပြီငါတို့မ ခဏတော့တောင်းကိုလက်ခံတယ် အဲ အခုထားတော့ဒါကျွန်တော်တို့ကဒီရွာမှာရေးထားတာလေ အေး နော်ခင်ဗျားတို့ကဖားပါပါကြီးတဲ့ပြည်သူကဒီကောင်လာခေါင်းမှမသိဘူးတို့တော့ကျွန်တော်သူတို့ကတို့ချီလာတော့တို့တော့ဘယ်လိုဘာအောင်ပြရမှာလဲ အေးပါ ဒီအခွဲကဖမ်းသွားတယ်တို့တော့ဘယ်လိုပြရမှာလဲ မင်းတို့ဖွဲ့ ဒီလိုက ပတ်တယ် ငါကြီးဆိုပြန် ဆိုင် လာ တယ် တယ် ဆိုတာငါတိပါတယ် ခါလိုက်ကိုကတော့ခါလိုက်ငါတို့က မကြီးရ ဘယ်သူမှတော့တယ်ကွာနော်မှတ်တော့တယ်ငါကြီးဒါပေမဲ့ငါတို့ကမဲ့ဝင်ဆက်တယ်ကိုဖုန်းနေတယ်ငါတို့ကမရှိပဲဖြစ်နေတာအဲ့လို ယောက်ျားခိုင်းလို့ရတယ်သူတို့တော့မလားပြောတယ်သွားပြောလို့ပြောလို့ရဘယ်လိုဖြစ်နေလဲ မင်းတို့မပြောတာကြောင့်ငါတို့ကဘာတတ်နေမှာလုံးဝမကြီးရ အဲ့လိုလာချင်လို့ချင်တိုင်းလို့လာချင်တိုင်း ဒီကဝဲမဲ့ဆိုရင်မျက်လုံးရှိရလေလာပြီးမျက်လုံးလည်းဝင်ပြောအောင်လေ အဲ့ဒါ ရတော့ပါတော့နောက်တိုင်းနေမကောတော့ဘာနေနေ ပြောနေပြော အေးပါဒါတော့မင်းတို့အမြင်ပါမင်းတို့လည်းကိုယ်လုပ်ကိုလုပ်တာငါလည်းငါလုပ်တာဒါပေမဲ့ဒါလူတိုင်းကအခုကတောင်းဝင်ကိုဒီနာလုပ်နေကြတာပါ ဒါလေးကိုတိတ်ခါလိုက်ပဲ15ရက်နေလာပြလက်တမှုတမကမကြတရားဘူးနော်လက်လောက်ခံရတော့ယူသွားအစ်စ်ပဲယူမှာသူကအစ်စ်ပဲတုံးတာ ငါကြီးအဲ့မဲ့ ဟုတ်လားဆွေးကမ်းတယ်ယူသွားတယ်အဲ့တင်းငယ်ရတင်းငယ်စိုက်တဲ့ကောင်တက်ခဲလို့ကအိုင်မွေးလိုက် ညလို့ပြတော့ လာကြည့်ပဲကျွန်တော်ယူပဲဒီကျင်းလိုက်မလို့တရားတာပဲ ကိုညီလေးရ ကျွန်တော်ဆွေးကမ်းတယ် နော် ဟိုမဟုတ်သေးနေ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 ဒီမှာကြည့်မတော့ပါတော့ပါတော့ကြည့်ပြီးပြီး ကြီးလို့ရပါတယ်မင်းတို့ကောင်းလေးရတယ် အေးတော့တော့လို့ ကြည့်စင်းသားယူမှယူရလားစင်းသား တချို့အရာတွေကမင်းတို့ဒီကပိုင်းတိကုန်းဒီပုံကညီကိုလေးပါမင်းတို့လည်းမင်းတို့လည်းဟုတ်တယ် ဒီကိုလိုနေတာကိုတို့ ဒါပေမဲ့နောင်တော်မရင်အဖွဲကိုစားငါတော့မှလည်းဥတိမ်ဝင်တော့ချိတယ်ငါကြီး အေး သူတို့ကမင်းတို့ဖုန်းတယ်အခုတော့ဖုန်းလိုင်းကလည်းပြနေရလေ စိတ်ရုံကိုတွားလာကိုတည်တယ် အဲ့ကအခုကဘာကိစ္စနဲ့မှပြောတော့တော့ကျုပ်ရောကိုလာပြီးတော့ဝင်တိုင်းဝင်ဖက်တိုင်းထွက်လို့လုပ်တာနော်ထွက်စလာမထားလို့လုပ်တာဝ
ဟိုကထိန်းကြည့်တယ်အလာကားထားတာမဟုတ်ဘူးလေးမဲ့တိုင်းနေမဟုတ်ဘူး ညာလာလေးသားမှာတော့ အေးဟုတ်တယ်နော်အပြန်လာလေးတော့ရှိ ရှိတယ်ဒါပေမဲ့သူကမပြောတာမသိဘူးအဲ့လိုမှတော့ ကျွန်တော်တို့ချင်းရှင်ကျွန်တော်မရှင်းနဲ့ကြည်တခါအမှတ်နော် ဒီခါမှဒီခါမှ ကြည်က ဘုဘောကွာမြေကငါကြီးရ ထိုင်းနေမထားနဲ့ထိုင်းနေ ခါကြလာပြီခဏပါ မဟုတ်ပါဘူး ထိုင်းနေ ပြီလားဟေးနေတော့နော်ခဏတိုက်တိုက်နေခေလာပြီးမယ်နော် ဒီပါဘာမှမပြောတော့ဟုတ်ကဲ့ ပိတ်ထားတာကိုအေးတော့ပြီးအေးသေးနေ ဘုဘောကွာ တော့ပြီးအေးသေးနေနော် နင်းတို့လုံးချောင်းလို့လုံးတော့ကတော့ တော့လုံးချင်တာလုံးညာမဟုတ်ဘူး မပြောပါနဲ့လုံးတာမပြောပါဘူး လုံးချင်တာလုံးညာမဟုတ်ဘူးနော်ဒီလား သိပါတယ်ဟိုလိုကမျက်လုံးလည်းသိပါတယ်ဒီကိုလိုနေကြတာ အရင်တော့ပြီးအေးသေးနေတော့ဟောမမလုပ်နဲ့ဟောနေပါကတည်ရတယ်ပြီလိမ့်တယ်ဘာရ20မှာအမေတပည့်ရပါနဲ့ ဘာတော့မပါ20ဟမ်15ရ35ဖြစ်တယ်ကွာအကုန်လုံးတော့ပါလိကြီးတယ်35တော့ ဟုတ်ကဲ့ရတယ်မမကြီးဘောက်လာတယ် အဲ့လိုပြောတော့ဟုတ်တယ်ဖြစ်နေပြီလားဘာသာဖတ်တယ်မလို့ဘူးဟဲ့ဘာမှလိုက်ခိုင်း ပြီးတော့ဒီပြီးသွားတော့ ပြီးတော့ ညူလာချာညူလာ ပြောတော့မှမမြင်ကြ ညူလာချာ ဟုတ်တယ်အဲ့ဒါကြောက်ပါပြီအဲ့ဒါထွက်သွားနေဘူးလားအောင်လားအဲ့တော့ဆိုလားဆိုင်ကလေး ထိုင်းနေမလား ညလာညလာညလာဘယ်မှာလာငါလာ ငါခေါ်တာကအိုးလေဥပုပ်ဆောင်တာမတည်ဘူးဒါမဲ့တို့ဘကပခေါင်းဆောင်ကတော့ဟုတ်တယ်ဘာမှမကြောက်နဲ့ဘာမှမပေါ့ဘူးဒါမဲ့တို့ထုံးပြထားတဲ့အလုပ်ကိုကွာဒါမဲ့ကဲကိုတုံးဝဲမဲချင်းလို့ဟုတ်တယ်လေသူခေါ်လာတယ် တော်မပြောနဲ့ဟိုကျမ်းမပြောတော့ တို့ပြန်ထွက်လိုက် ထောက်တာထောက်တာတဲ့ အေးခုနထောက်လိုက် ညထောက်တမ်းမြောက်တာတမ်းမြောက်တာ ခေါ်တဲ့ရေချက်ကိုပြောအဲ့ဒါအုံးလေးပြောမယ်အုံးမတည်ဘူးကိုတုံးဝခေါ်တာအုံးဥပုပ်ဆောင်နေတာအုံးလေးမတည်ဘူးအဲ့ဒါဒီနေ့လည်းရှင်းလို့ရတယ်အုံးလေးခေါ်တာပေါ့ အခုတို့လူလာတာ မဟုတ်ဘူးကိုတုံးဝခေါ်တာအုံးလေးကိုအခုလည်းခေါ်မှာအုံးလေးကဒီလိုအုံးလေးကအိပ်ရတဲ့ခါလာခဲ့တာ ဟောမင်းကအဲ့ဒါတို့ကနေလို့သူကတိုက်နေကိုသူကတိုက်လာဟောင်းနေဆိုလို့ကားလေးနဲ့ပတ်သက်လို့တော့ဘူးလို့အဲ့ဒါ အဲ့ဒီဟုတ်တာကဒါကြောင့်ငါတို့ပါတာကိုကုန်းခေါ်ငါပြောတယ် ဟုတ်တယ်လေကိုမခေါ်တဲ့အတွက်ခုဖြစ်လာလေဒီပြင်လူတွေမဲကြည့်တော့မတည်ဘူးတဲ့တော့ပြောတော့မဲလက်နဲ့တင်နေတော့ငါထောက်ခဏ အခုငါမင်းတို့ချင်းနေတယ်မင်းကိုတည်းကခေါ်တော့ငါပြောတယ် အဲ့လေတိုက်နေဦးတယ်ဟုတ်တယ်လေကိုတို့ကဒီအိုးရွာဝင်ဒီစပုတ်ကိုကုန်ခေါ်ရမှာလေမင်းတို့ရောက်တဲ့လုံတော့ခုလို့ဖြစ်တာပဲမင်းတို့အမကမရှိတာ
မကန်စီကောကဘာလို့ဖွဲ့တာတော့ကဲ မဟုတ်ဘူးတိုက်နေမှာမပါဘူးရွာတယ်ဒါရက်ကြီးရင်ညီ ရက်ကြီးဆိုဒီကောင်ဘာလို့လာတော့ကဲ ရွာမှာလုံးရွာလူကြီးရောအကြောင်းကြားမှာလေဟောဟာဩကြားတယ်သူပိုင်ရှင်းကိုတွက်ခေါ်တာမလင်းတွက်ခေါ်တာမဟုတ်လေတကယ်တော့ငါပြောတာခေါ်လိုက်လို့ခေါ်ပြီးတော့ဒီလိုဒီကောင်းကိုလည်းဟုတ်တာပြော ပါရအောင်စီးတဲ့ပုံကြောနေရတယ်ကြာရိုးရော ဟောရှင်းတော့ရဲ့ရှင်းတော့ရဲ့တော့ကျန်တဲ့လူတွေ ညာနဲ့ပတ်တယ်လို့လက်ကလည်းငါမလိုက်ဘူးမရှင်းဘူးငါအဲ့ဟုတ်တာနဲ့ပတ်တယ်ဘာလို့ဆိုတော့ငါဘလောက်ကောင်းတာလို့ ကိုလေးရနေတော့ထိုင်းနေတော့ သွားပြီလို့ ရနေတော့ထိုင်းနေတော့ ကြိုက်တဲ့ ညာကြီး အေး ကိုလေးမခေါ်သေးကြရင်နော် ဟာသူ့မေတဲ့ ဟောပြောရ ဟောမလေးပြောတော့ခေါ်တိုင်းအားဖမ်းနေပေါ့ခင်ဗျားတို့တိုင်းလိုက်ဖမ်းမှလာပြောတိုင်းလိုက်ဒီကခေါင်းဆောင်ကြီးတော့ဘယ်လိုပြောမပါတော့ရဘူးခေါင်းဆောင်ကြီးတော့ပြောဟမ်ခေါင်းဆောင်ကြီးတော့